Hello အားလုံးပဲမင်္ဂလာပါ Wave Blog Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့အလျိုရှာဝေးပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ဒီ Tree Platform နဲ့ပတ်သက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်ထိုင်ဝမ်မှာကျောင်းလာတက်ဖို့ဆိုရင် join လို့ရတဲ့ program တွေအများကြီးရှိရပေါ့နော်ဘာလဲဆိုရင်0 platform 1 platform 2 platform 3 platform အဲ့ချိန်တုန်းကကိုယ့်အတွက်ဆိုရင်ဒီ program တွေအကုန်လုံးကိုဖေးရပေးဖြစ်ပေါ့နော်တစ်ခုရွေးပြီးတော့မှထိုင်ဝမ်လာလို့ရတဲ့ထဲမှာပါတယ်ဒါပေမဲ့အဲ့ဒီတည်းကမှကိုရွေးလိုက်တာကဘာလဲဆိုတော့3 platform 3 platform ရွေးတဲ့ချိန်တုန်းကဆိုရင်ကိုဆရာတွေရောပြောတယ်ပေါ့မရွေးနဲ့တခြားရွေးစီခြင်းပင်မဲ့လေးပဲကိုက3 platform ကိုပဲရွေးခဲ့လိုက်တယ်ပေါ့နော်ပြီးတော့ထိုင်ဝမ်ကို2023ခုနှစ်ကရောက်ရှိရဲပြီးတော့အခုဆိုရင်2026ရှိပြီပေါ့အဲကြောင့်မို့ဒီထိုင်ဝမ်မှာကိုအလုပ်တစ်ဖက်ကြောင်းတစ်ဖက်နဲ့ဆိုရင်3နှစ်တောင်ရှိသွားပြီ3နှစ်တောင်ရှိသွားပြီဖြစ်တဲ့အကြောင်းမလို့ဒီ3 platform ရဲ့သူ့ရဲ့ level ပုံဒါမှမဟုတ်သူ့အကြောင်းကိုပေါ့နော်ကိုအများကြီးပြန်ပြောမှာပြောပြနိုင်မယ်လို့မျှော်လင့်နေပေါ့နော်ဆိုတော့ဒီဗီဒီယိုထဲမှာじゃပေါ့နော်အခုခုနပြောတာဒီတခြားဒီ program တွေထက်ပေါ့အခုဒီ 3+4 အကြောင်းကိုပဲ main focus ထားပြီးတော့မှပြောမှာဖြစ်ပါတယ်ဆိုတော့ပို့ပြီးတော့မှပြောလို့ကောင်းဒီမှာ phone stand မှာမိုက်ချိတ်လိုက်ပါဦး okay 2+4 အဓိကကြောဘာလဲဆိုတော့သူ့ရဲ့ဒီမှာကွာ3 4နဲ့4နဲ့ okay 3 upon 4ဒီ3နှစ်ဒီ3နှစ်ကအထက်တန်းတက်ရမှာပေါ့နော်အထက်တန်း3နှစ်တက်ရမယ်ပြီးတော့မှနောက်ခုကျတော့ဒီဘက်မှာကျတော့တက္ကသိုလ်4နှစ်တက်ရမယ်အဲဒါမို့ 3+4 လို့ခေါ်တာဖြစ်တယ်ပေါ့နော်အထက်တန်းကျောင်း3နှစ်တက်မယ်ပြီးတော့မှတက္ကသိုလ်4နှစ်တက်ရမယ်အဲဒါမို့တချို့လူတွေတက်ကကြောတွေးကြည့်လိုက်မယ် oh my god 9နှစ်ကြီးတောင်မှပေါ့နော်နည်းနည်းလေးသူကကြာတယ်ပေါ့ဘာလို့ဆိုတော့ပုံမှန်အားဖြင့်တချို့တွေ college လာတတ်တဲ့လူပဲဖြစ်ဖြစ်တက္ကသိုလ်လာတတ်တဲ့လူပဲဖြစ်ဖြစ်ကွာအနည်းဆုံး3နှစ်4နှစ်ပဲအဲ့အောင်မှကိုကတခြား master ပိုင်းထက်တက်မှပဲနည်းနည်းဘယ်လိုပြောမလဲကြာတာမို့လားဒါပေမဲ့ဒီ program ကိုရွေးမယ်ဆိုရင်သူမှာကောင်းကျိုးတွေလည်းအများရှိလို့ဆိုးကျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော် okay အဲ့ဆိုအဓိကအနေနဲ့ဒီ 3+4 ပြောမယ်ဆိုရင်3+4ရဲ့သူ့ရဲ့အဓိပ္ပာယ်ကအထက်တန်းကျောင်း3နှစ်တက္ကသိုလ်4နှစ်ဖြစ်တယ်အထက်တန်းကျောင်း3နှစ်တက္ကသိုလ်4နှစ်ဟုတ်တယ်ပြီးတော့အဲ့ဒီအထက်တန်းကျောင်း3နှစ်ပြီးသွားရင်တက္ကသိုလ်ဘိုင်းမှာရွေးတဲ့အခါမှာတော့ကိုဘယ်လိုပြောမလဲကိုတက်ချင်တဲ့တက္ကသိုလ်ဘိုင်းကိုသွားလို့မရအောင်အဲ့တခုရရှိရပေါ့နော်သူကိုเจ้าနဲ့ချိတ်ဆက်ထားတဲ့တက္ကသိုလ်ဘက်ကိုပဲသွားလို့ရမှာပေါ့အဲ့လိုပုံစံမျိုးပြီးတော့ခါကျတော့ဒီသူများတွေကဒါပြောလိမ့်မယ်ပေါ့ high school ပေါ့အထက်တန်းကျောင်းဆိုပေမဲ့ तू ကဘလို့အထက်တန်းကျောင်းမျိုးလဲဆိုရင်vocation နဲ့ပေါ့နော် vocation နဲ့ high school vocation နဲ့ high school ဆိုတာကြတော့ပုံမှန်ဆိုရင်ကိုရီးမြန်မာဆိုရင်အထက်တန်းကျောင်းစာရေးပဲတင်ရဟုတ်တယ်မလားဒါပေမဲ့ဒီထိုင်ဝမ်မှာကျတော့ vocation လို့ပြောတဲ့အခါကျရင် तू ကဒီ internship နဲ့ပါတာမျိုးပေါ့နော်အလုပ်တစ်ဖက်ကျောင်းတစ်ဖက်ဟုတ်ပါတယ်အဲ့အလုပ်တစ်ဖက်ကျောင်းတစ်ဖက်ကိုမှကိုရီးရဲ့ဒီအထက်တန်း live ဘဝမှာဘယ်လိုဖြတ်တန်းရမလဲအထက်တန်း live ဘဝဘယ်လိုဖြတ်တန်းရမလဲဆိုရင်အဲ့ကိုယ့်ရဲ့အထက်တန်းက3နှစ်ရှိဟုတ်တယ်နော်အဲ့3နှစ်မှာသူက3လအလုပ်လို့3လကျောင်းတက်3လလောက်လို့3လကျောင်းတက်အဲကြောင့်တချို့ထိုင်ဝမ်ရောက်ရှင်ကိုကတရုတ်စာအဆင်ပြေတယ်တရုတ်စာရတယ်ဆိုရင်တော့တချို့ရရောက်ကုမ္ပဏီအရင်သွားရွေးမှအလုပ်လုပ်ရတာမျိုး3လအရင်အလုပ်လုပ်ရတာမျိုးရှိတယ်ဒါမှမဟုတ်ကိုတရုတ်စာနည်းနည်းမရတာတို့ဘာလို့ဆိုရင်တော့အရင်ဆုံးကြောင်းတက်တာရှိတယ်ဒါပေမဲ့တချို့တွေကကြောက်လည်းပဲကိုယ့်နဲ့ကိုရွေးချယ်ပြီးတော့မှကြောင်းရင်တက်လိုက်တယ်ပြီးမှကြောင်း3လတက်ပြီးတဲ့ခါကျမှအလုပ်သွားလုပ်တယ်အဲ့လိုမျိုးလည်းရှိတယ်တချို့ကကျတော့ဥပမာကိုကတရုတ်စာရတယ်ဆိုမှတရုတ်စာရတယ်ဆိုရင်တော့ okay ကိုအလုပ်လုပ်မလားကျောင်းရင်တက်မလားကိုနဲ့ကိုရွေးချယ်လို့ရတယ်ပေါ့နော် okay ကိုတရုတ်စာမရဘူးဆိုရင်တော့အများစုအပြင်ဖြစ်နိုင်ခြေရှိတာကတော့ကျောင်းရင်တက်ရလိမ့်မယ်ပေါ့ဒါမျိုးလေးပေါ့နော်ဒါကြောင့်မို့ဒီခုနပြောရဲ3လအလုပ်လုပ်3လကျောင်းတက်အဲ့ဒီဟာကြီးက3နှစ်လုံးအဲ့လိုလဲဘက်သွားမှာဆိုပါစို့တချို့ဒီတက္ကသိုလ်တို့ဘာလို့ပေါ့နော် normal တက္ကသိုလ်ဒီပုံမှန်ရိုးတက္ကသိုလ်တို့ဘာလို့ဆိုရင်တချို့ဆိုရင်ရှူကြဟန်ကြအဲ့လိုမျိုးပိတ်ရက်တွေရှိပေမဲ့ 3 platform အဲ့လိုပိတ်ရက်တွေမရှိပါဘူး3 platform မှာပိတ်ရက်မရှိဘူးဒီအထက်တန်း3နှစ်လုံးကအဲ့လိုပဲအလုပ်3လလုပ်လိုက်မယ်ပြီးရင်ကျောင်းပြန်လာလိမ့်မယ်3လပြန်ရောက်သွားမယ်3လကျောင်းမှာကျောင်းတက်လိုက်မယ်3လကျောင်းတက်ပြီးရင်နောက်တစ်ခေါက်အလုပ်ပြန်ဝင်မယ်အလုပ်3လပြန်လုပ်ရမယ်ပြီးွားရင်အလုပ်ကျောင်းအဲ့လိုပဲ3လကျောင်းတက်3လအလုပ်လုပ်3လကျောင်းတက်3လအလုပ်လုပ်ကို3နှစ်ဖြတ်တန်းရမှာအဲ့လိုပဲအဲ့ဒါဆိုတော့ဒီအလုပ်နဲ့ပတ်သက်ပြီးမှတချို့ရင်းနေမျိုးကိုဒါဆိုရင်အလုပ်ကကျောင်းကရှာပေးတာလားဆိုရင်ဟုတ်တယ်ဒီအခုထိုင်ဝမ်ကိုတွေကျောင်းနေပေါ့နော်သူတို့ကုမ္ပဏီနဲ့ချိတ်ထားတာအများကြီးရှိရပေါ့နော်တချို့ကျောင်းတွေကလည်းကုမ္ပဏီနဲ့ရှာရင်လည်းရှာမယ်ဒါပေမဲ့တေးကြတာကတော့ကုမ္ပဏီနဲ့ချိတ်ထားတဲ့အလုပ်တွေပဲ
အဲ့ဆိုဒီ3လအတွက် internship လုပ်ဖို့အတွက်ကကြောင့်ကိုယ့်နေကိုရှာကြမလို့ဘူးကျောင်းကစီစဉ်ပေးတယ်ကျောင်းကနေသူတို့ကုမ္ပဏီတွေဆိုတော့3 4 5ခုလောက်ချိန်ထားမယ်ချိန်ထားပြီးရင်ကိုရဲ့အကြောင်းကိုလာပြီးအင်တာဗျူးလာမေးမယ်ဥပမာကိုကဘယ်မေဂျာကလဲသူ့မေဂျာအလိုက်ပေါ့နော်ဥပမာကိုက home page ခဲလားကြီးရှင်ခဲလားအစရှိတဲ့ပြင် IT ဘက်လားဒါပေမဲ့မုံဖုတ်တဲ့ဘက်လားအစရှိတဲ့အဲ့လိုမျိုးသူတို့ရဲ့ကုမ္ပဏီအလိုက်ကိုယ့်ရဲ့အကြောင်းကိုလာပြီးတော့မှအင်တာဗျူးမယ်အင်တာဗျူးကသူတို့အဆင်ပြေရတယ်အောင်လာရဲဆိုရင်အလုပ်ဝင်လို့ရတယ်ဒါပေမဲ့အင်တာဗျူးကအရင်ကြီးခက်ခဲနေတာမျိုးတော့မဟုတ်ဘူးဥပမာတရုတ်စာနည်းနည်းအရတာလားနည်းနည်းသူတို့ရဲ့စစ်ဆေးတဲ့အပိုင်းလေးတွေနည်းနည်းအဲ့လိုမျိုးရှိမယ်ပေါ့တချို့ဆိုရင်ဒီညာလေးနဲ့တောင်ဘန်ကောက်ရွာလည်းရှိဒါတော့ကိုကုမ္ပဏီပေါ်မူတည်တယ်ပေါ့နော်ကိုကြီးကလေးကဆိုရင်ကိုရီးယားဒီမြက်ကက်မယ်ကုမ္ပဏီဘက်ကိုရောက်သွားတာအဆောင်ကအဲ့မြက်ကက်မယ်ကုမ္ပဏီကဘာမှတော့လောက်ကြီးတွေမစစ်ပါဘူးဒီတိုင်းပဲကိုဒီကိုဗီဒီယိုရိုက်သွားတာပဲရှိတယ်အဲ့ဒါကိုနဲ့ကိုကြည့်ဝကြက်ရှောက်လားမသိဘူးအဲ့လောက်ပဲကိုနဲ့ကိုမိတ်ဆက်ပြဆိုပြီးအဲ့ကိုနဲ့ကိုပြန်ပြောခိုင်းပြီးတော့ပဲရိုက်သွားတာကုမ္ပဏီတစ်ခုနဲ့တစ်ခုတော့သူတို့အင်တာဗျူးမြန်စစ်ပုံကတော့မတူနိုင်ဘူးပေါ့နော်အဲ့လိုတွေတော့တစ်ခုရှိတယ်အဲ့ဆိုဒီခုနကနံပါတ်1အနေနဲ့ Triplet 4ဆိုတာဘာလဲဆိုတော့ပြောပြပါပြီနောက်တစ်ခုအနေနဲ့3လလုံး3လကြောင်းတက်ဆိုတာဘယ်လိုမျိုးလဲပေါ့နော်ဒါမိကုန်းတစ်ခုတော့ပြီးသွားပြီနောက်တစ်ခုအနေနဲ့ကကြတော့ထိုင်ဝမ်မှာအချိန်ပိုင်းလုပ်လို့ရလားပြီးတော့ကိုတွေအခုရွေးထားတဲ့ဒီ Triplet 4 program တွေကိုအချိန်ပိုင်းလုပ်လို့ရတယ်လား yes အဖြေကတော့ရပါတယ်ဒါပေမဲ့ထိုင်ဝမ်မှာကျတော့သူတို့အချိန်ပိုင်းအလုပ်လုပ်လို့ရတယ်ဆိုပေမဲ့သူတို့ကနိုင်ကန့်တက်ထားတာရှိရပေါ့နော်တစ်ပတ်မှာနိုင်20ပဲလုပ်လို့ရမယ်အဲ့ဒါ20တဲ့ပိုရင်ဘာဖြစ်မလဲဆိုတော့ဆန်းကြည့်လိုက်မဆန်းကြည့်နဲ့တခါတည်းမှာဖြည့်ရှင်းနေရမယ်20တဲ့ပိုရင်တော့အကယ်၍သူတို့အစိုးရမကြည့်တော့ကိစ္စမရှိဘူးဒါပေမဲ့တည်တော့မှနည်းနည်းမိဝိုင်းတော့ကွမ်းမိပေါ့နော်ဒါပေမဲ့အဲ့ကြောင့်ဒါပြကိုရီမြန်မာကြီးအဲ့လိုမျိုးမကောင်းနိုင်မလို့ပါနေဟုတ်ပြီနော်ကိုနိုင်ငံကနော်ကိုကနည်းနည်းဟုတ်ကဲ့ထားပါအဲ့ဆိုထိုင်ဝမ်မှာတော့ဒီအချိန်ပိုင်းလောက်ကနိုင်20တဲ့ပို့လို့မရဘူးနိုင်20အတွင်းတော့လုပ်လို့ရပါတယ်ကိုရီလည်းမင်းဒီနိုင်20ပတ်ဝန်းကျင်ပါပဲအဲ့ထက်တော့လည်းမကြော်ဘူးပေါ့နော်ဒါပေမဲ့အဲ့ intention လုပ်နေတဲ့အချိန်မှာလုပ်လို့ရလားဆိုရင်တော့ကိုယ့်ပုံမူတည်ရပေါ့နော်ကိုယ်နဲ့ကိုယ်တခြားအလုပ်တွေပိုင်းရှာတွေ့လို့ပိုင်းဆိုရင်လည်းဆရာပိုင်းမသိဆိုရင်တော့တစ်မျိုးပေါ့ဒါပေမဲ့အများစုအားဖြင့်ကိုရီအချိန်ပိုင်းအလုပ်လုပ်တာကကြတော့ဒီကျောင်း3လတက်တဲ့အချိန်မှာပဲအလုပ်လုပ်လို့ရှိရပေါ့ကုမ္ပဏီမှာအကြောင်းမလုပ်နိုင်လို့ဆိုတာကုမ္ပဏီမှာတင်ကိုပင်ပန်းနေပြီနောက်ထပ်အချိန်မဲလည်းမလုပ်တော့ဘူးမလုပ်နိုင်တော့ဘူးလုပ်လည်းမလုပ်နိုင်တော့လုပ်လည်းမလုပ်ချင်တော့ရှာလည်းမရှာတော့ဘူးဒါပေမဲ့ကိုရီရဲ့ဒီထိုင်းပေဘက်မှာရှိရပေါ့နော်ကျွမ်းကျင်ကတငင်ချင်းနေဆိုရင်တော့လုပ်တယ်ဆိုတာကသူတို့ကကုမ္ပဏီကသူတို့ကအဲ့လိုမျိုးကြားပန်းတိတ်မရှိဘူးတိတ်မရှိရတော့ကြောင့်မလို့သူတို့ကအဲ့လိုမျိုးတောက်ကြစင်တင်လို့နေပိတ်ရက်တွေဆိုသူတို့ကထိုင်းပေဘက်ကိုပြန်ပြီးတော့ကိုမှအဲ့ဒီသူတို့ရဲ့ထိုင်းပေကအလုပ်ရှိတဲ့တာကုန်းဘက်ကိုအချိန်မှန်လုပ်ဘက်ကိုပြန်သွားပြီးမှလုပ်တာမျိုးတော့ရှိတယ်ပေါ့ဒါမျိုးလေးတွေပေါ့နော်ပြီးတော့ဒီအလုပ်ရှာနဲ့ပတ်သက်ပြီးတော့ကြတော့ပေါ့နော်အခုဒီ Triplet 4အထက်တန်းတက်နေတဲ့အချိန်မှာဆိုရင်ကြတော့ကုမ္ပဏီအလုပ်ကတော့ကိုယ်နဲ့ရှာကြမလို့အချိန်ပိုင်းအလုပ်ကကြတော့လည်းပဲကိုယ့်ရဲ့အကြောင်းကအဲ့လိုမျိုးရှာပေးတာတို့ဘာလို့ဆိုရင်တော့ဒီတိုင်းပဲဝင်လို့လိုက်လို့ရတယ်တခါကျရင်ကိုယ့်နဲ့ကိုယ်အပြင်မှာလည်းရှာလို့ရတယ်ကိုယ့်နဲ့ကိုယ်ဒီကိုနေတဲ့ကိုအကြောင်းအနီးနားကစားတောက်ဆိုင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအဆရှိတဲ့ပြင်ဝေးတာဖြစ်ပါဖြစ်အဲ့လိုမျိုးသွားလို့ရတယ်ပေါ့နော်ကိုယ့်နဲ့ကိုယ်တို့ရဲ့ဒီဆိုင်ပါညာလို့ဖုန်းလေးပဲတင်ပြီးတော့ပြင်လုပ်လို့ရတယ်ဥပမာကိုရီအကြောင်းဆိုရင်ကြတော့သူတို့ဒီရှားပီတို့ပါအဲ့လိုမျိုးရှိရပေါ့အကြောင်းကသူတို့ကျောင်းနဲ့ဒီအချိန်ပိုင်းလို့ချိတ်ပေးထားတာမျိုးရှိတယ်ကိုရီရောက်စားဆို housekeeping တွေလည်းလုပ်ပြီး housekeeping ဘိုင်းနဲ့အများကြီးပဲ air combination နဲ့အဲ့လိုမျိုးတွေပေါ့နော်တချို့အများစုကတော့ကျောင်းနဲ့ချိတ်ထားတာပဲကိုပြောဝင်လို့မရမျိုးရှိရပေါ့နောက်တစ်ခုဒီဟလာလူတွေစိတ်ဝင်စားတဲ့ထိုင်ဝမ်ရဲ့အခြေခံလစာbasic salary ရောဘယ်လောက်လဲထိုင်ဝမ်တစ်ခုကောင်းတာကြတော့ဒီတစ်နေ့ကကြတော့သူတို့ရဲ့ဒီလကမြင့်လာရပေါ့နော်လကမြင့်လာတယ်လို့နောက်တစ်ခုကကြတော့ဆိုးရတာလည်းကုန်စည်နှုန်းတွေကလည်းမြင့်လာပါပြီပေါ့နော်အဲ့လိုမျိုးရှိရအဲ့ဆိုတော့ထိုင်ဝမ်မှာအခြေခံလစာကဘယ်လောက်လဲဆိုရင်ထိုင်ဝမ်မှာအခြေခံလစာက29,500ပြီးတော့ကိုရီ Google မှာလည်းရှာကြည့်လို့ရပါတယ်သူတို့ရဲ့ဥပမာအနေနဲ့ basic salary in Taiwan 2000ဘယ်လောက်အဲ့လိုမျိုးရှာကြည့်လို့ရတယ်ပေါ့နော်ကိုခုနရရှာကြတော့ဒီ2000နဲ့မှ20002000လောက်ဖြစ်ကုန်ပြီ29,000နဲ့မှ900 29,500ပေါ့နော်အဲ့လိုမျိုးပြီးတော့ကိုရီထိုင်ဝမ်ဆက်အောင်ဆိုသူတို့ရဲ့ဒီအချိန်ပိုင်းလို့တနာရ180ဝန်းကျင်လောက်မရှိမှထင်တယ်အခုဆိုရင်တော့190ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီထိုင်ဝမ်မှာအခြေခံလစာကတော့အနည်းဆုံးတော့29ပေါ့နော်29,000ဝန်းကျင်တော့ရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီဟာကကိုရီအထက်တန်းကျောင်းသားဘဝမှာဆိုရင်တော့တချို့ကုမ္ပဏီပေါ်မူတည်တယ်တချို့ကုမ္ပဏီကသူတို့နည်းနည်းဖြတ်တာရှိတယ်ဖြတ်တာရှိတော့သူတို့ရဲ့ဒီအလုပ်အမခံကြီးတို့သူတို့ရဲ့ကိုယ့်ရဲ့ကျမရဲ့insurance တို့ဘာအဲ့လိုမျိုးနည်းနည်းဖြတ်တာမျိုးရှိတယ်အဲကြောင့်မို့ကိုထိုင်ဝမ်မှာအလုပ်လုပ်တဲ့ခါကျရင်ဒီကုမ္ပဏီဘိုင်းကသူတို့ဒီခုတ်တဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့မှအရန်အများကြီးဖြတ်တာကိုလကအရန်နေတာတို့ဘာလို့ဆိုရင်ကိုရီရဲ့ចောင်းကဆရာနဲ့တစ်ချက်ပြန်ပြောပေါ့နော်အဲ့မှာကိုကဘာလို့ဖြတ်တာလဲဆိုတော့ဒီမှာဒီတိုင်းမငြင်းခင်နေတော့လကကတော့နေတဲ့နေအဲ့လိုပဲဖြစ်သွားလိမ့်မယ်ပေါ့နော်
โอเคနောက်တစ်ခုအနေနဲ့ကကြတော့ကျောင်းစိတ်ကာမိလားဆိုရဒီမိကုန်းပေါ့နော်ကျောင်းစိတ်ကာမိလားဆိုတာကြောင့်လေကိုနှစ်ခုနိုင်ရှင်ပြမယ်နော်နှစ်ခုနိုင်ရှင်ပြမယ်ဆိုတာကိုတွေကလည်းပဲလာတာကဒီမြစ်ချင်းနာရွှေချန်ကျောင်းကနေလာတော့ခါကြတော့အဲ့ဒီမှာကိုတွေကျူရှင်အတုံးမာတော့ငါဆိုအများစုအပြင်ကျွမ်းကျင်ကိုရွေးကြများတယ်ကိုလည်းပဲကျွမ်းကျင်ရွေးထားတယ်မှာပါတယ်စကိုင်းတော့တစ်ကိုပဲခြိုင်လန်းပြီးတော့အဲ့ဒီထိုက်ပေဘက်ကကျောင်းကိုရွေးထားတယ်မှာပါတယ်ဒါပေမဲ့နောက်ပိုင်းကျမှအင်တာဗျူးပြန်ပြောတဲ့ခါမှာပြန်ရွှေ့လိုက်တဲ့ပါတယ်ပေါ့နော်အဲ့ဒါနောက်မှပြန်ပြောပြပါမယ်အဲ့ဆိုအဓိကဒီညမှာကျောင်းစိတ်ကာမီလာဆိုပြောချင်တာကြကိုရွေးတဲ့ကျောင်းကဈေးကြီးတဲ့ကျောင်းလားဈေးတက်တာတဲ့ကျောင်းလားပေါ့မူတည်တယ်ပေါ့နော်ဥပမာအနေနဲ့ထိုင်ဝမ်မှာကိုကျောင်းလာတက်တယ်ဆိုရင်ကကြတော့ကိုလိုချင်တဲ့ကျောင်းပုံစံတိုက်ကကျောင်းလှလှလေးလိုချင်တာလားကျောင်းအင်ဂျီဝတ်စုံလှလှလေးလိုချင်တာလားဒါမှမဟုတ်ဘူးဆိုရင်ကိုရဲ့ပုံစံတိုက်ကမဟုတ်ဘူးကိုထိုင်ဝမ်ကိုလာတာကဒီပညာရေးအတွက်ပြီးတော့ခါကြတော့ပညာအတွက်ဆိုတာဒီကျောင်းမှာစားရပါညာလို့မျိုးတင်ကြားမှုပိုင်းကိုတွေကျောင်းသားတွေနဲ့ queue site တဲ့ပုံစံ type မျိုးပွဲကိုပြောချင်တာပေါ့နော်ဘာလို့ဆိုဒီ platform မှာပညာရေးဘက်ကအရင်သိမ့်မျောလင်းလို့မရဘူးရေအဲ့ဆိုဒီကျောင်းအဲ့လိုမျိုးလိုချင်တာလားပြောခါကျကျောင်းစေးတက်တာလားလိုချင်တာလားအဆရှိတဲ့ဖြစ်ပေါ့နော်အဲ့ဆိုတော့ကိုရွေးချယ်တဲ့ပုံမှာကိုရွေးချယ်တဲ့ပုံမှာမို့တည်တယ်ဥပမာကိုကမြို့ကြီးပြကြီးကြိုက်တယ်ဆိုရင်ထုံးစံတိုင်းပဲမြို့ကြီးပြကြီးကသူတို့ရဲ့ကုန်စည်နှုန်းကလည်းဈေးများတယ်ဈေးများဖြစ်တဲ့ကြောင့်မလို့ကျောင်းစိတ်ကလည်းမြင့်တယ်ပြီးတော့စားတောက်ဖို့နေထိုင်ဖို့ဈေးတရားလည်းမြင့်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းပတ်စံပိုင်းကတော့နည်းနည်း struggle ဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ပဲဒီလိုမျိုးသုံးချောင်းပေါ့နော်သုံးချောင်းဆိုရင်တော့ပတ်စံတွေကတော့ကျောင်းစိတ်တွေကတော့အဆင်ပြေတယ်ပေါ့တခုရှိတာကဒီကျောင်းစိတ်တွေဘာညာကြောင့်အဲ့လောက်ကြီးတိတ်ပူကြမလို့ဘူးရဘာလို့ဆိုကိုရီးယားအရှိမ3လအလုပ်လုပ်တယ်မလား3လအလုပ်လုပ်တဲ့ဟာကအနည်းဆုံးတစ်လကို3000ဆိုပါအောင်3လဆိုတော့9000လောက်ရှိရကွာ9000ရှိရပြီးအဲ့ဒီတည်းမှာဒါပေမဲ့ကိုရီစားတော့စိတ်ဘာညာဖဲလန်းတောင်မှ9000 8000 9000ပို့ပဲထားပါတော့အကြောင်းစိတ်ကဥမာကိုရီကျောင်းဆို1000မရှိတယ်အဲ့ဆို9000မှာကျောင်းစိတ်1000ပေးလဲဇာတ်တက်ဖို့ပါချင်နေလေ6000 5000လောက်အတေတင်ကျန်နေတယ်ဒါကကိုရီကျောင်းကိုပြောတာတခြားကျောင်းမဟုတ်ဘူးတခြားကျောင်းမဟုတ်ဘူးဆိုတာကိုရီကဒီဘက်ကအရန်ကြီးမြို့တည်းမရောက်တဲ့ကျောင်းမို့လို့တောကျောင်းလို့ပဲပြောလိုက်မှာကွာအဲ့လေโอเคအဲ့လိုပုံစံမျိုးအဲ့ကြောင့်မို့လို့ကျောင်းစိတ်ကတော့ကာမိတယ်3+4တက်ရင်ကတော့ပေါ့နော်ဟိုဘက်ကတစ်ဖက်ကအလုပ်လုပ်လိုက်ရတဲ့ဟာကျောင်းစိတ်တွင်လိုက်နေအဲ့လိုမျိုးတော့လုံးချလိုက်တာတော့ဖြစ်နေလိမ့်မယ်အခုဒီနေရာမှာလေနှစ်ခုနဲ့ရှင်ပြီးပြောပြခြင်းနေပေါ့နော်ဘာလို့နည်းနည်းရှုံမှာဆိုလို့ဥမာဆိုပါဆိုဒီကိုတကယ်ချင်းနေရထိုက်ပေဘက်မှာများတယ်ထိုက်ဘက်များသူတို့နဲ့ပဲနိုင်ရှင်ပြောပြလိုက်မယ်ပေါ့နော်သူတို့ကိုတကယ်ချင်းနေရွေးတဲ့ကျောင်းပုံစံထိုက်နေကိုရွေးတဲ့ကျောင်းပုံစံတိုင်နေအများကြီးကွာတာမို့လို့ဥပမာအနေနဲ့ကိုတကယ်ချင်းရွေးတဲ့ကျောင်းပုံစံ type ဆိုရင်သူတို့ကဒီမြို့ပေါ့နော်မြန်မာလိုဆိုတော့ပြောရင်တော့ရန်ကုန်တို့မန္တလေးတို့ပဲပေါ့နော်ဥပမာကိုရီဆိုရင်တော့ဒီတောင်ကြီးတို့မြစ်ကြီးနားအဲ့လိုပဲပုံစံမျိုးဒါပေမဲ့အထက်တော့နည်းနည်းအဲ့ဒီကောင်အတွင်းပို့ကြပါတယ်ကိုရီကျောင်းကတော့အဲ့ဆိုပါတော့ကျောင်းစိကဒီ semester တစ်ဖြတ်ကိုဘယ်လောက်တွင်းရတာပုံမှာလဲမူတည်တယ် semester တစ်ဖြတ်ကိုဆိုတော့2000ကျော်3000တွင်းရပြီဆိုရင်ကိုရီလောက်ကရတဲ့ဟာက9000 6000ဆိုမှဆိုအဲ့ဒီကနေပေးလိုက်ပြီဆိုရင်အများကြီးယော့သွားရင်ကွာအများကြီးယော့သွားပြီတောင်းကနန်းဆိုအများကြီးပဲယော့သွားပြီအဲ့လိုပုံစံမျိုးအဲ့ပြောမှတချို့တွေဆိုရင်ရှိရကြတော့နည်းနည်းအတုံးကျန်းတာတို့ဘာလို့ဆိုရင်ဘယ်လိုဖြစ်လဲဆိုသူတို့3လအလုပ်လုပ်တယ်လာကရလာတယ်အဲ့လာကရအကြောင်းစိတ်တွန်းလိုက်တယ်ကုံရောပြောင်ရောအဲ့သူတို့ရဲ့ဒီကြောင်တက်နေချိန်မှာနေစဉ်စေးစားဖို့တော့သူတို့ဘာလို့ရပြီလဲအချိန်ပိုင်းလို့တွေနေစဉ်အချိန်ပိုင်းလို့တွေမဖြစ်မနေကိုလောက်ရမယ်တဲ့ပါရီပေါ့နော်အဲ့လိုပုံစံမျိုးအဲ့လိုမျိုးရှိရဲအဲ့ဒါမှကိုရီကျောင်းရွေးတဲ့ခါကျရင်ဒီကျောင်းကသူတို့ facility ပါပြီးလဲ free ပါပြီးလဲဥမာကိုရီကျောင်းဆိုရင်ကျတော့အများစုအပြင်သူတို့ဒီအင်ဂျီအဝတ်စားပိုင်း free ပေးတယ်ကျွမ်းကျင်ဆိုရင်တော့ဝယ်ရတယ်ဘာလို့ကိုရီကျူရှင်မိုင်းကတော့မှမြန်မာနိုင်ငံမှာဝယ်ရင်ပေါ့ပုံမှန်ဆိုအဲ့ရနည်းနည်း10သိန်းကျော်မလားမသိဘူးမြန်မာငွေနဲ့ဆိုရင်ဒါပေမဲ့အိမ်မှာကိုရီဝယ်ဆိုရင်6သိန်းလား9သိန်းလားမသိဘူးအများကြီးတက်တာပေါ့နော်အများနည်းနည်းကြိုဝေထားရင်တက်တာမယ်အဲ့လိုပုံစံမျိုးဒါပေမဲ့ကိုရီကျောင်းကတော့အင်ဂျီကလည်း free ပဲ free ဆိုတဲ့အတိုင်းပဲဒီဇိုင်းတော့မလောက်ဘူးပေါ့နော်အဲ့တကုတ်ရှိတယ်ကျွမ်းကျင်ကသူတို့ကျောင်းကတော့အင်ဂျီတိုင်းတွေပါရောစကက်တွေပါရောလာတယ်ပြီးတော့အင်ဂျီအဝတ်စားရလေတော်တော်များအများကြီးရတယ်ပေါ့နော်ပြောချင်တဲ့နန်းရှင်ကအဲ့ပို့ခဲ့ချင်လို့ပြောချင်တာမဟုတ်ကိုယ်တငယ်ချင်းအမှအများစုရှိလို့ပေါ့နော်နောက်တစ်ခုဒီထိုင်ကျုံးဘက်ကကိုယ်နဲ့တည်ရဲ့အဲ့ဘက်ကျောင်းမှာဆိုလဲပဲကျောင်းစိတ်ကလည်းနည်းနည်းဈေးများရယ်ပေါ့နော်2000ကျော်အနေဆို2000 3000အဲ့ဒါကတော့လေလာဟိုတခြားကျောင်းဟိုမှမဟုတ်ဘူးဒီမြို့ကြီးကျောင်းပေါ့နော်မြို့ဘက်ကျောင်းတွေမှာထိုင်းပေဘက်တို့ထောင်းရံဘက်တို့ထိုင်ကျုံးဘက်အထက်ရှိတဲ့ဖြင့်အဲ့လိုမျိုးမြို့ဘက်နည်းနည်းစင်တာဖြစ်တဲ့ဘက်တွေဆိုရင်ကျောင်းစိတ်ကတော့အဲ့လိုပဲအဲ့လိုပုံစံမျိုးရှိပါတယ်အဲ့ဘက်မှာကိုကကျောင်းစိတ်တင်နေတယ်နည်းနည်းကုန်တာများရယ်ပေါ့နော်ဒါပေမဲ့တချို့ရောက်လဲအဲ့လိုပေးနေရပြင်မဲ့လဲကိုယ့်နဲ့ကိုဆိုပါစို့နည်းနည်းချွေတာတို့ဈေးတွေအဲ့လိုမျိုးဘာညာဆိုရင်တော့လည်းပဲအင်ကိုလာပြန်ပို့နိုင်တယ်လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ကြောင့်မို့တယောက်နဲ့တယောက်ကမတူတဲ့အတွက်ကြောင့်မို့လို့လုံးဝကြီးမြို့ချောင်းမှတင်တော့လုံးဝပတ်စံပြတ်တယ်ဟေ့တောချောင်းမှဆိုရင်ပတ်စံထေးတယ်ဟေ့
ပတ်စံပေါ်တယ်ဟေးဆိုရောတစ်ထစ်ချရောပြောလို့မရအောင်တုံးတဲ့လူပေါ်မှာမူတည်တယ်ပေါ့နော်တချို့ကြီးမြို့မှာနေပေမဲ့လည်းပဲအသုံးစိတ်တွေများပေမဲ့လည်းပဲကိုယ့်နဲ့ကိုယ်ချွေတာချက်ခုတ်ပြီးတော့မှလုံးဝကိုမှဒီ money management ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့လည်းအဆင်ပြေပါတချို့ရဟာမျိုးဒီမှာနေမဲ့လည်းပဲပြည့်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်နဲ့ကိုဒီရွေးပေါ့နော်ဥမာကိုဆိုရင်တော့အဲ့လိုចောင်းစိတ်တွေအများကြီးပေးရတယ်မနေ့တိတ်ပြီးတော့မကြိုက်ဘူးဘာလို့ဆိုအဲ့ရပေးနေတယ်ကိုပတ်စံကကုန်ပြီကွာအဲ့လိုမျိုးအဲ့ကြောင့်မကြိုက်ဘူးမကြိုက်တော့ကြောင့်မလို့နံပါတ်1အနေနဲ့ចောင်းစိတ်နေတဲ့အကြောင်းရွေးတယ်ကိုဒီဘက်ကိုဒီအခုကိုရနေတဲ့ဒီဘက်တော်ချောင်းဘက်မှာဆိုရင်ပထမနေ့တုန်းကဆိုရင်ចောင်းစိတ်က1000ဒုတိယနေ့ရောက်တော့8000လားမသိဘူးတတိယနေ့ရောက်တော့6000ကျော်ပဲရှိတော့ရပေါ့နော်ပြီးတော့အဆောင်ကကြတော့3လကို1000လားမသိဘူးအဲ့လိုမျိုးပေါ့နော်အဆောင်ကြီးက1000အဲ့လိုမျိုးတခြားဘာကြီးညာကြီးတော့အဲ့လိုရတိတ်တော့မရှိဘူးရဲ့အဲ့မဲ့တခုရှိတာကတော့လည်းကြောင်းဆောင်ရောအဲ့လိုကြီးတော့ထင်တယ်တော့မကောင်းဘူးပေါ့အဲ့ကြောင့်အဆင်ပြေတဲ့ဘက်လည်းရှိလို့အဆင်မပြေတဲ့ဘက်လည်းရှိတယ်ပေါ့ဒါပေမဲ့ကိုရီးယားတော့ငွေကြီးအဆင်ပြေတဲ့ဘက်ကိုရွေးရတဲ့ကြောင့်ဒီဘက်ကမျိုးကဘက်ကဟာရွေးထားတာပေါ့နော်โอเคနောက်ခုကျတော့အိမ်ပြန်ပို့နိုင်လားပတ်စံနေပါညာအိမ်ပြန်ပို့နိုင်လားကြတော့လေကိုယ့်ပုံမှာမူတည်တယ်ကိုယ့်ပုံမူတည်ရဲဆိုတာဥပမာအနေနဲ့ကိုယ့်တကယ်ချင်းတယောက်ဆိုရင်သူဆိုရင်အရန်မုံနေပါနဲ့တိတ်မဆောက်အမြဲဆူပမာဏအများကြီးပဲမြန်မာငွေသိန်း100 200 300လောက်ရှိရပေါ့နော်တကယ်ပြောတာပါတကယ်ချင်းအဲ့လိုမျိုးတယောက်တော့ရှိတယ်သူကအိမ်ကိုလည်းမပို့ဘူးပေါ့နော်အိမ်ကတော့အကယ်၍ကိုယ့်အနေကိုပို့မယ်ဆိုရင်တော့အနေကိုယ့်ပေါ်မူတည်တယ်ဘလောက်ပို့မယ်ဆိုတာကြောင့်လေပို့နိုင်တာဆိုပို့နိုင်တယ်ဒီအကယ်၍ကိုယ့်ရဲ့ကြောင်းစိတ်ကလည်းဈေးမကြီးဘူးပြီးတော့ကိုယ့်အလုပ်ကကုမ္ပဏီကလည်းလကကောင်းတယ်ကြားပန်းတွေများတယ်အထင်ပို OTG ကြီးလည်းများတယ်လကလည်းကောင်းတယ်ကြောင်းစိတ်လည်းဈေးမကြီးဘူးပြီးတော့ကိုကလည်းအတုံးမကြမ်းဘူးဆိုရင်တော့တေချာပို့နိုင်တယ်100%ကိုအိမ်ကိုပို့နိုင်တယ်ပေါ့နော်โอเคနောက်တစ်ခုကျတော့ငွေစုပြစ်လားပေါ့နော်ထားရမှာဒီ 3+4 တက်နေတဲ့ငွေဘာညာစုပြစ်လားကြတော့ကိုစုရင်တော့စုပြစ်မှာပေါ့ဒါကတော့ရှင်းပါတယ်ပေါ့နော်ကိုယ့်နဲ့ကိုအသုံးနေချမ်းနေတော့မစုပြစ်မှာမဟုတ်ဘူးအိမ်ကိုပြန်ပို့နိုင်မလားပတ်စံစုနိုင်မလားဆိုတော့ကိုယ့်ပေါ်မှာပဲမူတည်တယ်အလုံးစုံကကိုယ့်ပေါ်မှာပဲပြီးတော့ဒီထားရမှာကျတော့တခုတနက်စာဆိုရင်ကွာအဲ့လိုမျိုး100 200အဲ့လိုမျိုးတနေ့ဆိုရင်300ဝန်းကျင်လောက်ပဲ300ပေါ့နော်အကယ်၍မနေ့စာ100နေ့စာ100ညနေစာ100ညစာ100အဲ့လိုတွက်လိုက်ရင်300ပဲကုန်မယ်ပေါ့ဒါကတော့ပြန်များပြောတာကိုယ့်နဲ့ကိုယ်ဖြွေတောက်ချင်တာဘာလို့စင်ပြောလို့မရအောင်ဖြွေရတော့အနည်းဆုံး45ကနေစမှာ45 50 55 60အဲ့လိုမျိုးမူတည်တယ်ကိုကတော့ဖြွေပန်ကြိုင်တော့တစ်မျိုးပေါ့โอเคနောက်တစ်ခုကျတော့ကိုရီဒီစာပိုင်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်စာပိုင်းနဲ့ပတ်သက်ပြီးတော့စာလိုက်နိုင်လားတော့ဘာညာကြတော့လေတေးကြတာကတော့ကျုပ်စာကအကယ်၍ကိုအနေနဲ့လေးအတော်တင်းရှာပြကျုပ်စာရရဆိုရင်တော့တို့ဆရာရဲ့ဘာညာတင်တာအဆင်ပြေတော့လိုက်နာလိမ့်မယ်တချို့ကျောင်းတွေကြတော့တို့ဆရာကြီးအရန်ကြီးစာရေးဘာညာတိတ်မရှင်းပြဘူးလို့တချို့ကြားတယ်တချို့ကျောင်းတွေကြတော့လည်းဆရာနည်းနည်းရှုံးတာတော့အရင်ကြမ်းတာတော့ဘာလို့လဲမျိုးရှိရပေါ့နော်အဲ့ကြောင့်မကိုဆိုရင်တော့ဒီကျောင်းတွေဘာညာရွေးရင်တော့အဲ့လိုမျိုးဆရာစာတင်တဲ့ဘိုင်းအဆင်ပြေတဲ့ဟာမျိုးကိုရတော့အများဆိုရင်ကိုတငယ်ချင်းတွေပဲကိုညီးရများပါတယ်တခုဆိုရင်နားမလဲရနဲ့မလို့တန်တာနဲ့ကိုတငယ်ချင်းတွေပဲအကိုရများရပေါ့နော်နောက်တစ်ခုဒီကုမ္ပဏီအလုပ်ဖက်တွေကကြတော့ပေါ့နော်ကိုကအဲ့ကုမ္ပဏီမှာလုပ်လိုက်တယ်အကိအဆင်မပြေဘူးဆိုရင်သူ first year second year လောက်ဆိုရင်လည်းချိန်လို့ရအောင်မထင်ဒါပေမဲ့1 year လောက်ဆိုရင်ချိန်လို့မရတော့တော့နောက်တစ်ခုအနေနဲ့ဒီចောင်းပြောင်းတဲ့ကိစ္စပေါ့နော်ကိုရီးယားမြန်မာနိုင်ငံကနေတော့ကိုကတော့ဒီចောင်းကောင်းမယ်ထင်လို့ရွေးလိုက်တယ်ဒါပေမဲ့ထိုင်ဝမ်ရောက်တဲ့ခါကျတော့အဆင်ပြေမနေဘူးโอเคအဆင်ပြေမနေဘူးဆိုရင်ဘယ်လိုလုပ်မလဲသူက6လနေပြီးွားရင်တော့ကျောင်းပြောင်းလို့ရဥပမာအနေနဲ့ကိုကကျောင်း3လတက်ပြီးွားပြီအလုပ်3လလုပ်ပြီးွားပြီအဲ့လိုမျိုးထိုင်အဲ့ကျောင်းမှာ6လနေပြီးွားရင်တော့ပုံမှန်အဖြစ်တော့ပြောင်းလို့ရပြီတခုကိုကအဲ့ကျောင်းမှာအဆင်မပြေဘူးဆိုရင်တော့ recommend ပေးချင်တာပြောင်းလိုက်ပေါ့နော်ဘာလို့ဆိုကျောင်းတိုင်းကလည်းပဲကိုနဲ့ကြိုက်မှာမဟုတ်ဘူးဟုတ်ပြီနော်ကိုရွေးဟာလေကိုရွေးတဲ့ကျောင်းကကိုနဲ့ကြိုက်ချင်မှာကြိုက်မှာအဲ့ဆိုပထမအနေနဲ့တက်ပြီးရောမှအဆင်မပြေရင်ပြောင်းတာပြောင်းမှာငါပြောင်းမလားမတွေ့မိအတွေ့ဝေမနေနဲ့ပေါ့နော်လုံးဝကိုနဲ့လုံးဝအဆင်မပြေဘူးကျောင်းစေးပိုင်းလည်းအဆင်မပြေဘူးဆရာတွေကလည်းအဆင်မပြေဘူးပြီးတော့အဆအရာလုံးဝတိတ်ပြီးမ okay နေရင်တော့ချိန်လိုက်အဲ့လိုမဟုတ်ဘူးနော်ဒီဘက်ဒီလိုမျိုးသူ့ရဲ့ဒီအစိတ်ပိုင်းကတော့အဆင်မပြေရဒီစိတ်ပိုင်းကတော့အဆင်ပြေအဲ့လိုမျိုးလေးဆိုနည်းနည်းကောနဲ့ဖြည့်တွေးပြီးနေလို့ရရင်တော့နေပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့တချို့ကျောင်းတွေကြောင့်လည်းမချမနာပဲပေါ့နော်တချို့ကျောင်းတွေကြောင့်လည်းအရင်ဆူဆူဝိုင်းအဲ့လိုလည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့ကိုကကိုဒီမှာအလုပ်မှာကိုဒီအနိုင်ကျင့်တာတော့ဘာလို့ရှိရင်တော့တခါတည်းဆရာကိုပြောတားရိုက်ပြောအဲ့လည်းဘာမှကြောက်စရာလည်းမရှိဘူးပေါ့နော်လုံးဝတော့အနိုင်ကျင့်တော့လုံးဝမခံနဲ့နော်အနိုင်ကျင့်လုံးဝမခံနဲ့ဒါပေမဲ့ကိုသူများအနိုင်ကျင့်နဲ့ခံရင်အဲ့တူတူထက်ပြီးမှအနိုင်ကျင့်မှလွယ်ကူတယ်ပေါ့နော်လုံးဝပေါ်ကြီးပဲနေပေါ့နော်ဒါရတော့ကိုဘယ်လိုပြောမလဲသိကြည့်မယ်လို့ထင်တယ်မိကွန်းလေးတွေကိုနည်းနည်းစဉ်းစားပြီးတော့မှ
ပြောထားဖြစ်တယ်ပေါ့နော်ပြီးတော့နည်းနည်းကွာ script လည်းမရေးလိုက်တာဖြစ်တဲ့အကြောင်းပေါ့နည်းနည်းကိုယ့်ရဲ့စကားလုံးတွေကနည်းနည်း random ဖြစ်နေပါလိမ့်မယ်အစပိုင်းလောက် intro လောက်ပဲကိုနည်းနည်းလေးခြေထားရတာကျန်တဲ့ဟာရောက်ဒီတိုင်းပဲကိုလက်တန်းပဲပြောနေတာဖြစ်တဲ့ကြောင့်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ဒီ triplet 4နဲ့ကဘဒူတွေနဲ့ဘဒူတွေအတွက်တင့်တော်လဲဘဒူတွေအတွက်မတင့်တော်ပါလဲလေးပြောပြမှဒီဗီဒီယိုလေးကိုအဆုံးသတ်ပါမယ်ဘဒူတွေအတွက်တင့်တော်လဲဆိုရင်တော့အပင်ပန်းခံနိုင်တဲ့လူပတ်စံကြိုက်တဲ့လူအလုပ်ကိုကဘယ်လိုပြောမလဲအလုပ်ပိုင်းနဲ့ပတ်သက်ပြောမှာကွာနည်းနည်းအတွေ့အကြုံရချင်တာတို့ဘာတို့ပေါ့နော်အဲ့လိုအလုပ်အမျိုးအစားဆိုရင်မရွေးဘူးကွာဘယ်အလုပ်ဖြစ်ဖြစ်ဘယ်အလုပ်ကိုဖြစ်ဖြစ်ကိုလုပ်နိုင်တဲ့လူဟိုမှာတချို့ကြဒီလုပ်ကြီးရဖြစ်တာဒီလုပ်ကခေါင်းနိုင်ဒီလုပ်ကခေါင်းကြိုက်တယ်ဘာညာအဲ့လိုမျိုးဆိုအဆင်မပြေဘူးရဲ့ဘယ်လိုပဲဖြစ်ဖြစ်ငါဒီလုပ်ကိုလုပ်ကြည့်လိုက်မယ်ဆန်းကြည့်လိုက်မရသေးဘူး okay ဒါငါတင်ယူလိုက်မယ်အဲ့လိုမျိုးလူဆိုရင်တော့အဆင်ပြေလိုက်အဲ့ကြောင့်မို့လို့ဒီ triplet 4အနေနဲ့じゃနံပါတ်1အနေနဲ့အလုပ်မရွေးရလို့အလုပ်အမျိုးအစားကိုမရွေးတဲ့လူပေါ့နော်တောင်ကြကြပြားကြကြကွာအဲ့လိုနေနေလူတွေအတွက်ဆိုအဆင်ပြေတယ်နောက်ခုနံပါတ်2အနေနဲ့ကကြတော့ဒီပတ်စံရှာခြင်းတဲ့လူတွေအတွက်အဆင်ပြေတယ်ဘာလို့ဆိုတော့ तू က3လလုပ်ရဆို3လလုပ်လိုက်တဲ့လုပ်လို့ရတဲ့ပတ်စံတွေကတော့နည်းနည်းအမောင်ကတော့မဆိုးဘူးပေါ့နော်များတယ်ပေါ့ကျောင်းစိတ်လည်းကာမြည့်ကွက်ကိုလည်းတုံးလို့ရတယ်အိမ်ကိုလည်းပြန်ပို့ချင်လည်းပို့လို့ရတယ်ငွေလည်းစုမှုချင်လည်းစုမှုလောက်တယ်အဲ့လိုပုံစံမျိုးအဲ့ဒါမှနံပါတ်2ငွေကြိုက်တဲ့လူတွေအတွက်လည်းအဆင်ပြေနိုင်တယ်နောက်နံပါတ်3အနေနဲ့じゃ triplet 4ကじゃစာအရင်မလုပ်ချင်တဲ့လူတွေအဆင်ပြေကျောင်းမှာအဲ့လောက်ကြီးဒီစာဘယ်လိုပြောမလဲအချိန်ပြည့်တင်တာမျိုးမဟုတ်အချိန်ပြည့်တင်ဆိုတချို့စာတင်တော့တင်အရင်ကြီး pressure မများဘူးကွာအဲ့လိုပြောချင်တဲ့ပုံမျိုးပေါ့ပေါ့ပါပါပဲတခါကျရင်အကြောင်းတချို့အချိန်တွေမှာအိတ်ချင်းအိတ်နေတဲ့ကျောင်းတိုင်းလည်းရှိတာပဲပေါ့ပေါ့ပါပါပဲသွားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့လိုမျိုးဒီစာဘက်ကိုလုံးဝအဓိက focus မထားလို့အတွက်လည်းအဆင်ပြေတယ်။နောက်ခုကျတော့ဒီဘက်မှာကိုရီမြန်မာတွေအတွက်ဒါပေါ့နော်တရုတ်စာအရင်ကျက်တာပါ။တချို့တခြားနိုင်ငံတွေမှာ VN တို့ဘာလို့ဆိုတရုတ်စာတော့အဲ့လိုကြီးမရောက်သူနိုင်ငံတွေဆိုအရင်လာရလွယ်တယ်ပေါ့နော်။အဲ့ကြောင့်မို့လူတို့ရှင်းပြောရရင်တော့အလုပ်မျိုးစားမရွေးရလို့အပင်ပန်းခံနိုင်တဲ့လူပတ်စံကြိုက်တဲ့လူစာမလုပ်ချင်တဲ့လူပြီးအရင် pressure မများချင်တဲ့လူအဲ့လိုမျိုးဒါ duplex 4အဆင်ပြေလိမ့်မယ်။ Okay လာပြီနောက်ဆိုဘဒူတွေတက်အဆင်မပြေရလဲနှုတဲ့လူတွေအတွက်ပေါ့နော်နှုတဲ့လူတွေအတွက်ပေါ့နော်ဥမာဒီလိုဆိုမျိုးနိုင်မှုအရင်ပင်မန်းနဲ့အရင် reason များတယ်အရင်ကိုမှခကြီးခက်ချောင်ဖြစ်တဲ့လူတွေအတွက်တော့အဆင်ပြေမှာမဟုတ်ဘူးရဲ့ဘာလို့ဆိုအလုံးမှန်ကလေဒီအလုံးရဲ့ life ကိုကနောက်တဲ့ video တစ်ခုမှပြောပြမယ်ဒီမှာတော့အရင်တော်တော်လေးရှည်နေမို့လို့အဲ့လိုမျိုးအလုပ်ကိုပေါ့ကိုကြိုက်တဲ့အလုပ်ပဲလုပ်ချင်တဲ့လူမျိုးဆိုရင်အဆင်မပြေဘူးဘာလို့ဆိုတော့ကုမ္ပဏီတွေပါညာမကြောက်ဆိုရင်သူကပြောင်းတာတစ်ခါနှစ်ခါသုံးခါအဲ့လောက်ပဲအဲ့တော့သုံးခါလောက်များတစ်ခါနှစ်ခါလောက်ပဲ3 4 5 6အဲ့လောက်ကြာတော့ကျောင်းကလုတ်ပေးမှာမဟုတ်ဘူးရဲ့အဲ့ကြောင့်အလုပ်ရွေးချယ်တဲ့လူတွေအတွက်ကအဆင်မပြေဘူးငါတော့ဒီလုပ်ချင်တယ်ငါတော့ဒီလိုမလုပ်ချင်ဘူးငါလိုမျိုးအရင်ခေါင်းမှန်လူတွေလည်း duplex 4အဆင်မပြေဘူးရဲ့နောက် duplex 4စာအရင်လုပ်ချင်လို့စာအရင် focus လုပ်ချင်တဲ့လူအတွက်လည်းအဆင်မပြေဘူးသူကဒီဘက်ကထက်တန်းကျောင်းကအဲ့လိုစာကြီးကိုအရင်ကြီး main focus ထားပြီးတင်တာမဟုတ်ဘူးရဲ့အဓိကကသူတို့မင်းတို့အလုပ်ပေးမယ်ပတ်စံရှာရတယ်ရလာတယ်ပတ်စံ okay ကျောင်းစိတ်အတွင်း okay ကျောင်းမှနေအဲ့လိုပုံစံမျိုးပဲအဲ့လိုပုံစံမျိုးရှိရပေါ့နော်နောက်တစ်ခုရှိတာကြောင့်လေ duplex 4ကဒီအထက်တန်းတက်နေချိန်တော့ကောင်းတယ်ပြောတက်ခရိုတက်နေချိန်လဲပတ်စံတော့ဆက်ရှာလို့ရတယ်ဒါပေမဲ့ကျောင်းပြီးသွားတဲ့ချိန်နေကြရင်တော့သူရဲ့ life degree ပေါ်မူတည်ရောနည်းနည်းအလုပ်ပိုင်းရှာနည်းနည်းခက်တယ်ပေါ့နော်အဲ့ဒါကတော့ကိုရီးယား senior လည်းအမြဲတမ်းပြောတယ်ပေါ့ duplex 4နဲ့ပြီးရဲ့ line နဲ့တခြားnormal ဘက်ကပြီးရဲ့ line နဲ့တော့မတူဘူးရေအဲ့လိုတော့ရှိတယ်အဲ့ကြောင့်မို့လို့ကိုကဒီအနာဂတ်မှာပေါ့ဆိုပါဆိုဘွဲကောင်းကောင်းလိုချင်တယ်ကိုရဲ့ဘွဲရကွာလုံးဝကိုမှမင်းဘယ်ကကြောင်းပြီးရလဲဘယ်ဒီဂရီအစရှိတယ်အဲ့လိုမျိုးကွာကိုရဲ့ဘွဲလက်မှတ်ကိုခန်းခန်းနာနာဖြစ်ချင်တဲ့လူတွေအတွက်ဆိုရင် triplet 4နဲ့မလာနဲ့ triplet 4ရဲ့ဘွဲလက်မှတ်ကအဲ့လောက်ကြီးတွေမမြင့်ဘူးရဲ့သူ့ရဲ့ line ကတစ်မျိုးရဲ့အဲ့လိုမျိုးစံမျိုးအဲ့ကြောင့် triplet 4နဲ့မလာတဲ့နဲ့ triplet 4ကိုမရွေးတဲ့လူတွေထဲမှာအလို့အပင်မခံနိုင်တဲ့လူမရွေးနဲ့စာအဓိကထားတဲ့လူမရွေးနဲ့ပေါ့နော်နောက်တစ်ခုအနေနဲ့ဒီဘွဲရအကြောင်းပြီးွားရင်အလုပ်ကောင်းကောင်းလိုချင်တဲ့လူတို့ဒါမှမဟုတ်ရင်ဘွဲလလေးကျောင်းလလေးနဲ့လိုချင်တဲ့လူတွေအတွက်ဆိုတော့ triplet 4နဲ့အဆင်မပြေဘူးရဲ့ပြောဒီအလုတ်ဒန်လို့ဟုတ်လားသူများပြောအနေနဲ့အဲ့လိုဟာတွေလည်းနည်းခံရတာတွေလည်းရှိတယ်ပေါ့နော်အဲ့အကြောင်းမို့ဒါလေးတွေကတော့ကိုအကြံပေးပြောပြခြင်း share လုပ်ခြင်းတဲ့ဟာလေးတွေပါပဲအဲ့ကြောင့်မို့ဒီချက်ခရိုပိုင်းနဲ့ပတ်သက်ပြီးတော့ duplex 4ကနေပြန်ခွဲပြီးတော့မှတခြားပေါ်လီတို့ဆီလီတို့တက်ဂရီချင်းချင်းကြောင့်နီလန်းနေရောရှိပြီမယ်ရှုပ်တော့ရှုပ်တယ်ကိုဆိုရင်လည်း sorry ကိုဆိုရင်လည်းကိုယ့်ရဲ့ရွှေမိန်ပြောပြလို့ဒီ land တွေအများရှိဆိုတော့တိတာအဲ့ line ကလည်းနောက်တစ်ခုဗီဒီယိုထပ်ရိုက်ပေးပါမယ်ပြောရင်ကိုရစကားကိုစကားလည်းရှေ့ရဖြစ်ကြောင်းအများကြီးပဲပြောမကုန်ဘူးပေါ့နော်အဲ့ကြောင့်မို့လို့အဓိကအနေနဲ့ကိုကတော့ပတ်စံရှာခြင်းနဲ့မြန်မာပြည်ကလည်း
ထွက်ချင်တယ်ပတ်စံလည်းចောင်းစိတ်တွေလည်းအိမ်ကလည်းအိမ်ကိုလည်းအပူမပေးချင်တော့ဘူးပေါ့နော်ကိုကလေးကဆိုလဲဘာလို့ရွေးချယ်ကလေးဆိုတော့အိမ်ကပတ်စံတောင်းပေးမှအကြောင်းမတက်ချင်တော့ပါတယ်ကိုယ့်နဲ့ကိုယ်ပဲပေါ့နော်အလုံးဝရက်တီးမယ်ရောလားထွက်ခဲ့ရပါတော့ဒီမှာဒုက္ခရောက်လို့ပဲလို့ပြောအဲ့ဟာဖြစ်တဲ့ကြောင့်မလို့လာမယ်ဆိုတော့တရားစဉ်းစားပြီးတော့မှprogram တွေအများကြီးရှိတယ်အဲ့ကြောင့်မို့လို့လာမယ်ဆိုရင်အဲ့ program တွေအများကြီးကိုကဘာနဲ့တင့်တော်တာလဲဆိုတာကိုရွေးချယ်ပြီးတော့မှလာသိချင်းတယ်ပေါ့နော်ဘယ်လိုမျိုးရွေးချယ်မလဲဘယ်လိုတင့်တော်လဲဆိုတာလဲနောက်ဗီဒီယိုမှာလာမယ်တခြားသိချင်တာလေးရှင်ဒီ comment ဒီ video ရဲ့ comment အောက်မှာမေးသွားပေးပါဒီမှာလဲ minute တော်လေးများနေပြီကြာနေဖြစ်တဲ့ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါမယ်နောက်ဆုံးတဲ့အနေနဲ့ပြောချင်တာကကြောင့်လေ 3+4 program နဲ့ပတ်သက်ပြီးတော့မှအဆင်ပြေရလို့လည်းရှိတယ်အဆင်မပြေလို့လည်းရှိတယ်အကို့အပေါ်မှာပဲမူတည်ရပေါ့နော်အဲ့လိုမျိုးအဆင်ပြေလို့လည်းအများကြီးရှင်ဒါပေမဲ့ကိုယ့်နဲ့ကိုဒီတိုင်းနေတော့အဆင်ပြေသွားလိမ့်မယ်စားရောက်ခြင်းကတော့အများစုအဖြစ်တိတ်အဆင်မပြေကြဘူးပေါ့နော်အဆင်မပြေကြလေးကများပါတယ်ဒါပေမဲ့နောက်ပိုင်းကျရင်တော့နေနေထားကြသွားတာနေတက်သွားတာအဲ့လိုဖြစ်သွားပါလိမ့်မယ်โอเคအဲ့ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ 3+4 အကြောင်းအရာလေးတွေကိုပြောပြပေးရဖြစ်ပါတယ်ဒီပြီးတော့ဒီ 3+4 နဲ့ပတ်သက်ပြီးတော့မှတက်ကရိုတို့အကြောင်းတော့အလုပ်တို့အစားရှိတဲ့ပြင်လို့ပဲဒီဗီဒီယိုမှာဒီက main focus ထားပြီးတော့ပြောရဖြစ်ပါတယ်နောက်တစ်ခု 3+4 company တွေဘယ်လို company မှာလုပ်ရတာလဲဘာအလုပ်တွေလုပ်ရတာလဲအစားရှိတဲ့ပြင်ကနောက်ဗီဒီယိုမှာလင်းတင်တယ်လို့ပြောမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ 3+4 နဲ့ပတ်သက်ပြီးတော့မှတခြားသိချင်တာလေးရှင် comment မှန်ခဲ့ပြီးပါအဲ့ဒီမှာကြုံမေးခွန်းလေးတွေဆိုဒါလေးတို့သိချင်နေရပဲဒါလေးပြောလို့ရပဲဆိုတော့ထပ်ပြီးတော့မှဗီဒီယိုတင်ပေးမှာပဲဗီဒီယိုကတော့အရင်ရှည်သွားတယ်ဒါကြောင့်မလို့အလိုဒီ 3+4 တကယ်အေးစစ်စစ်သိချင်တဲ့လူလေးတွေပါနားထောင်မှာပဲအဆင်ပြေပါလိမ့်မယ်။ Okay mic ကတော့ mic stand ကတော့အရင်ကောင်းပါတယ်ကျွန်မရဲ့ဖုန်းထောက်တန်းနဲ့ပြောနေဖြစ်ပါတယ်။အားလုံးပဲအများကြီးကျေးဇူးတင်ပါတယ်။ဆုံးထိကြည့်ပြီးကြလို့ပါ။ Okay အားလုံးပဲတက်တာကျွန်မကတော့ Weaver Vlog Channel ကလျှိုးရှောင်းဝေးပဲဖြစ်ပါတယ်။ဒန် bye bye